So ကိုယ့်ရဲ့အတွင်းထဲမှာရှိတဲ့စစ်မှန်တဲ့အေးချမ်းမှုကိုရှာဖွေဖို့အတွက်ကျွန်တော်ကိုယ်တိုင်လက်တွေ့ကျင့်သုံးနေတဲ့အရန်ကိုမှအစွမ်းထက်တဲ့နည်းလမ်းလေးတစ်ခုကိုမျှဝေပေးရှင်ပါတယ်ဗျဒီຢာလေးကတော့ဖြစ်လာတဲ့အရာပေါ်မှာတုံ့ပြန်ဖို့မကြိုးစားတော့ဘူးဖြစ်နေတဲ့အရာကိုအရှိအတိုင်းပဲမြင်အောင်ကြည့်ရနာကျင်မှုတွေရှိနေရင်အဲ့ဒီနာကျင်မှုကိုပဲမြင်အောင်ကြည့်ရဝမ်းနေနေရင်လည်းဝမ်းနေနေတာကိုပဲသိရအတွေးတွေပေါ်လာရင်အတွေးတွေပေါ်လာတာကိုပဲကြည့်ရဘာမှလည်းဖန်ဆုံမထားဘူးဘာမှလည်းမတွန်းထုတ်ဘူးဖြစ်လာတယ်နေတယ်ပြီးတော့အဲ့ဒီအရာတွေကပျောက်သွားတယ်ဘယ်အရာမှမတည်မြဲဘူးဒါကြောင့်အခုဖြစ်နေတဲ့အရာကိုငါရဲ့ဘဝလို့မသတ်မှတ်တော့ဘူးဖြစ်နေတာကိုဖြစ်နေတဲ့အတိုင်းမြင်လာတဲ့အခါစိတ်ထဲမှာနေရာလွတ်လေးတစ်ခုပေါ်လာတယ်အဲ့ဒီနေရာထဲမှာအေးချမ်းမှုဆိုတာလေးကိုတွေ့ရတယ်ဒါကြောင့်ကိုယ့်ရဲ့ဘဝပေါ်မှာတက်ရောက်လာတဲ့အရာတွေပေါ်မှာငါဆိုတဲ့အရာမပါပဲအရှိကိုအရှိတိုင်းမြင်အောင်ကြည့်ပါဒါဆိုရင်ကိုယ့်ရဲ့ဘဝကအရင်ကထပ်ပို့ပြီးတော့မှအေးချမ်းလာပါလိမ့်မယ်ဗျအားလုံးကိုကျေးဇူးများတင်ပါတယ်တွေးစရာတစ်ခုခုရတယ်ဆိုရင် comment မှာမိုက်ခန့်ပေးလိုက်ပါတယ်ဗျကျွန်တော်ကတော့မင်းထပ်ပါအားလုံးပဲ good night